ဒီလောကမှာမိစ္ဆာတွေပိုတောင်းကျမ်းလာတာကြောင့်အပြစ်မဲ့သူတွေဟာစက္ကန့်တိုင်းမှာအသက်ခံနေရပါတယ်။ဒါကြောင့်အခုချိန်မှာမိစ္ဆာသက်သမားတွေတနည်းအားဖြင့်ဒီမွန်စလီယာတွေဟာသူတို့ရဲ့အသက်တွေကိုရင်းကတိုက်ပွဲဝင်နေကြပါတယ်။ဒီချိန်ရှေ့တန်းတနေရာမှာတော့ထန်ဂျီရိုဇဒဲစုနဲ့ဝက်ကောင်းတို့၃ယောက်ဟာအထက်ကတာဝန်ပေးချက်အရမိုဂန်ထရိန်းဆိုတဲ့ညာရထားပေါ်ကိုတက်ဖို့ဖြစ်လာပါတယ်။ဒီလိုနဲ့သူတို့ရဲ့မိစ္ဆာသက်ဓာတ်တွေကိုဖွက်ခါသူတို့နဲ့တွေ့ရမယ့်ဟာရှီရာကိုလိုက်ရှာပါတယ်။အချိန်တစ်ခုကြာမြင်လိုက်တာနဲ့တင်ပူတဲ့ခံစားချက်ရနေတဲ့သပင်ရွှေရောင်မျက်လုံးအနီနဲ့ဟာရှီရာရန်ကူကူကိုစုံမိကြပါတယ်။ထန်ဂျီရိုတို့လည်းအစပိုင်းမှာတော့အစားတောက်မဲယုံမကပုံဝင်လင်းလင်းနဲ့စကားပြပြပြောတတ်တဲ့ရန်ကိုခုကိုနားမလည်နိုင်ဖြစ်နေပေမဲ့ခဏကြာမှာတော့အားလုံးနဲ့အဆင်ပြေပြီးရင်းနှီးသွားကြပါတယ်။တကယ်တော့သူတို့အခုစီးလာရထားကြီးပေါ်မှာခီးတဲ့တွေခဏခဏပြောင်းနေတဲ့အတွက်စုံစမ်းမှုအတွက်ရန်ကိုခုကိုတာဝန်ပေးလာခဲ့တာပါ။ထန်ဂျီရိုတို့၃ယောက်ကတော့အခုအနေနဲ့ရှိနေခဲ့တာဖြစ်ပြီးအားလုံးကလည်းနာမည်ကျော်မိရာရှီရူနဲ့အတူတူအလုပ်တွဲရမှာဖြစ်တာကြောင့်စိတ်လှုပ်ရှားနေကြပါတယ်။ခဏနေတော့ရထားတွဲတွေကိုလက်မစစ်ဝင်လာခဲ့ပြီးဖြတ်ပိုင်းဖြတ်ပြီးနေပါတယ်။ဒီချိန်ရုတ်တရက်အခန်းတွဲမိတွေပေးသွားခဲ့တာကြောင့်ပြန်ပွင့်မှာမိစ္ဆာတကောင်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဟာရှီရာဖြစ်တဲ့ရန်ကိုခုကအသားရပဲခေါင်းဖြတ်ပေးလိုက်ပြီးနောက်တဲ့ကျန်တဲ့မိစ္ဆာတကောင်ကိုပါကိစ္စတုံးဖို့လုပ်ပါတယ်။ရန်ကိုခုရဲ့ကျဲတန်းလာတဲ့မီးအသက်ရှူစမ်းနေကြောင်းမိစ္ဆာတွေကဘာမှတော့မလုပ်နိုင်မဲ့ဘဝကူးသွားခဲ့ပါပြီ။ထန်ဂျီရိုတို့၃ယောက်စလုံးကလည်းအတော်လေးကိုအထင်ကြီးမိသွားပြီးဟာရှီရိုတယောက်ဘလောက်ဆွမ်းထက်လဲဆိုတာကိုမြင်လိုက်ရပါတယ်။အားလုံးကလည်းပျော်ရွှင်နေကြပြီးမကြခင်မှာသူတို့အတွက်ဝမ်းနည်းစရာဖြစ်ရဆိုချင်ဖြစ်လာတော့မယ်ဆိုတာကိုတော့သတိမထားမိကြပါဘူး။ဒီလိုနဲ့ခဏကြာရန်ကိုခုနဲ့ထန်ဂျီရိုတို့အဖွဲ့ပါဝင်ရထားတစ်စင်းလုံးကလူတွေအိပ်ပျော်သွားကြပါတယ်။ဒီအချိန်ရထားလက်မဲ့စစ်တဲ့သူဟာအနောက်တွဲပြေးဝင်သွားခဲ့ပြီးအားလုံးကိုအိပ်ပျော်အောင်လုပ်လိုက်ပြီးဖြစ်ကြောင်းမိစ္ဆာတကောင်ကိုတင်ပြလိုက်ပါတယ်။မိစ္ဆာရဲ့နားမှာတော့ကလေး၄ယောက်ရှိနေခဲ့ပြီးအဲ့ဒီကလေး၄ယောက်ဟာရထားပေါ်မှာပါလာတဲ့ရန်ကိုခုတို့လိုမိစ္ဆာသက်သမားတွေကိုတက်ပြတ်ဖို့ကျင်စီနေခဲ့တာပါ။တကယ်တော့အိပ်ပျော်နေတဲ့သူတွေအားလုံးဟာမိစ္ဆာရဲ့အစွမ်းကြောင့်အိယာကဘာတွေကိုရောက်သွားခဲ့တာဖြစ်ပြီးအခုလေထန်ဂျီရိုဟာသိဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့ညီမလေးနဲ့ညီလေးအိမ်မက်ထဲမှာပြန်တွေ့နေရပါတယ်။ဒီချိန်အပြင်လောကရထားအမှုပေါ်မှာလိုအမွန်းနံပါတ်1မိစ္ဆာရှိနေခဲ့ပြီးရထားတစ်စီးလုံးအိပ်ပျော်နေတာကလည်းသူ့ရဲ့လက်ချက်ပါပဲ။အခုလောလောဆယ်ကလေးလေးယောက်ဟာအိပ်ပျော်နေတဲ့ဒီမွန်စလီယာတွေကိုကျိုးနဲ့တွဲချီပြီးအိမ်မက်ကဘာထဲမှာအဆုံးသတ်ဖို့ကြိုးစားနေပါတယ်။အိမ်မက်ကဘာထဲမှာတော့မိသားစုစုံလေးနဲ့ရှိနေခဲ့တဲ့တန်ဂျီရိုဟာပျော်ရွှင်နေခဲ့ပြီးဇဒဲစုကတော့ထုံးစံအတိုင်းအိမ်မက်ထဲမှာနဲစုကိုနဲ့နှစ်ပါးသွားကနေပါတယ်။နောက်ပြီးဝကောင်းကြီးကလည်းအိမ်မက်ထဲတီတိုက်ပွဲဆောင်လောင်နေခဲ့တဲ့အပြင်ရန်ကိုကူကတော့သူ့ရဲ့အိမ်ကိုပြန်ရောက်နေခဲ့တာပေါ့ဗျာ။အိမ်မက်ထဲရောက်နေတာတောင်အဖေနဲ့အဆင်မပြေတဲ့ရန်ကိုကူကတော့သူ့ရဲ့ညီလေးကိုလည်းတရားမျှတကဘယ်လန်းအောင်မဆိုအဆုံးထိရှောက်ဖို့အားပေးနေခဲ့ပါတယ်။ဒီချိန်မိစ္ဆာကျိုးရဲ့အစွမ်းနဲ့အိမ်မက်ထဲခိုးဝင်လာတဲ့ကလေးမလေးဟာရန်ကိုကူကိုလှုပ်ကြံမှုကြိုးစားနေပါတယ်။ကလေးမလေးဟာရန်ကိုကူရဲ့အိမ်မက်ထဲဝင်းကြီးဦးရန်ကိုရှာဖို့ကြိုးစားနေပြီးဦးရန်ကိုသာဖျက်ဆီးပစ်နိုင်ရင်ရန်ကိုကူလည်းသိဆုံးရမှာပါ။ကလေးမလေးကလည်းအိမ်မက်နဲ့ရဲ့အစွမ်းကိုဆက်ပြစ်လိုက်ပြီးမသိစိတ်တဲ့ရောက်သွားခဲ့ကမီးလောင်နေတဲ့ကွင်းမြင့်ကြီးစီကိုရောက်လာခဲ့ပါတယ်။ဒီလိုနဲ့တင်နေရမှာဝင်းကြီးဦးရန်ကိုတွေးလိုက်ရပြီးဖျက်ဆီးဖို့လုပ်ပြီးမဲ့အပြင်လောကမှာအိပ်ပျော်နေတဲ့ရန်ကိုကူကကတားဆီးလိုက်ပါတယ်။အိပ်ပျော်နေရတော့အလိုလိုတိုက်ခိုက်နေတဲ့ကြောင့်ကလေးမလေးလည်းအံ့ဩသစ်သွားခဲ့ပါတယ်။ဒါအပြင်မိသားစုနဲ့ပျော်နေတဲ့ထန်ဂျီရိုကလည်းသူဟာအိမ်မက်ကဘာတွေရောက်နေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်အစစ်ဟာရထားပေါ်မှာအိပ်ပျော်နေတာကိုသတိထားမိသွားပါတယ်။ဒါပေမဲ့အိမ်မက်ဆိုတာတိနေတာတော့အိမ်မက်တွေကပြန်ထွက်လို့မရဖြစ်နေပါတယ်။ဒီချိန်ရထားဘော်ကနဲစုကိုတစ်တာတွေကထွက်လာခဲ့ပြီးအိပ်ပျော်နေတဲ့သူ့အကိုကိုမီးရှို့ပြီးနှိုးနေပါတယ်။အိမ်မက်ထဲမှာတော့ပြန်ထွက်သွားဖို့ပြင်နေတဲ့ထန်ဂျီရိုဟာအချိန်ကြာကြီးနေမှာပြန်တွေ့ရတဲ့မိသားစုရောင်ခွဲခွဲရခက်နေပါတယ်။ဒါပေမဲ့အရာအလုံးကိုဆုံးရှုံးမိတာဖြစ်တာကြောင့်အပြင်လောကမှာကြံခဲ့တဲ့သူ့ရဲ့ညီမလေးကိုကောက်ကွဲဖို့ဆုံးဖြတ်လိုက်ရင်မျက်ရည်ဆက်လက်နဲ့ပဲမိသားစုကိုကြောခိုင်းထွက်ခဲ့ပါတယ်။ဒီချိန်အိမ်မက်ထဲအထိလာရောက်လုပ်ကြံတဲ့ကလေးတယောက်ဟာထန်ဂျီရိုရဲ့လှပလွန်းတဲ့မသိစိတ်ကြောင့်ဝမ်းနေသွားရပါတယ်။ဝါကောင်းထဲရောက်နေတဲ့ကလေးမလေးကတော့ဝက်ကြီးလိုက်ဖမ်းတာခံနေရပြီးဇဒဲဆွေရဲ့မသိစိတ်ကတော့ကံမကောင်းစွာနဲ့အမှောင်ကျနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအိမ်မက်ကဘာတဲ့လမ်းပြောင်းနေတဲ့ထန်ဂျီရိုဟာသူ့လည်းပင်သူဖြတ်ပြီးတိုက်တည်လိုက်တာကြောင့်အပြင်လောကမှာပြန်နှုတ်လာခဲ့ပါတယ်။ဒါပေမဲ့တခြားအိပ်ပျော်နေတဲ့သူတွေရဲ့ကျိုးကိုခုတ်လို့မရတာကြောင့်နဲစုကိုအကူအညီတောင်းလိုက်ပါတယ်။သူကတော့ကလေးလေးယောက်စလုံးကိုသတိမရအောင်လုပ်ပြီးရထားခေါင်းမိုးပေါ်ကိုတက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ခေါင်းမိုးပေါ်မှာမိစ္ဆာနဲ့တိုက်ပွဲစပါပြီ။မိစ္ဆာရဲ့အစွမ်းကြောင့်အိမ်မက်တွေခဏခဏရောက်နေပြီမဲ့ချက်ချင်းပဲကိုယ့်ကိုပြတ်တတ်နေပါတယ်။ဒီလိုနဲ့ထန်ဂျီရိုဟာမိစ္ဆာရဲ့နောက်ကိုကတ်နိုင်ခဲ့ပြီးနောက်ဆုံးမှခေါင်းဖြတ်လိုက်ပါတယ်။ဒါပေမဲ့နိုင်မီထင်နေတော့မိစ္ဆာကပြန်ထလာခဲ့ပြီးဒါသူ့ရဲ့ခန္ဓာကိုယ်အစ်စ်မဟုတ်ကြောင်းနဲ့သူဝါမြူထားတဲ့ဒီရထားတစ်စင်းလုံးကသာသူ့ရဲ့ခန္ဓာကိုယ်ဖြစ်ကြောင်းပြောကပျောက်ကွယ်သွားပါတယ်။ဒီချိန်ဝါကောင်းကလည်းနိုးလာခဲ့ပြီးထန်ဂျီရိုနဲစုကိုတို့နဲ့အတူတူရထားတွေကမိစ္ဆာတွေကိုစတင်တိုက်ခိုက်ပါတယ်။အဲ့ဒီနောက်ဟာရှီရာရန်ကိုကူလည်းနိုးလာခဲ့ပြီးတာဝန်တီတီခွဲဝေလိုက်ကြပြီးထန်ဂျီရိုနဲ့ဝက်ကောင်းကတော့မိစ္ဆာရဲ့ခေါင်းကိုလိုက်ရှာပြီးအဆုံးသတ်ပေးရမှာဖြစ်ပါတယ်။မကြခင်မှာပဲဝက်ကောင်းရဲ့အနက်ဆန်ဆွမ်းအားနဲ့မိစ္ဆာရဲ့လယ်မင်းကိုရှာတီသွားခဲ့ပြီးအဆုံးသတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့မိစ္ဆာရဲ့ဆွမ်းကြောင့်ပြန်ပြီးအိပ်ပျော်သွားပြန်ပါတယ်။မျက်လုံးဖွင့်လာနဲ့ပြန်အိပ်ပျော်သွားတာကြောင့်ထန်ဂျီရိုလည်းခဏခဏအိမ်မက်ထဲမှာတက်တည်ရပြန်ပါတယ်။ဒီချိန်အိမ်မက်ထဲမဟုတ်ပဲအပြင်မှာကိုယ့်လယ်မင်းကိုဖျက်ခါနေအချိန်ဝက်ကောင်းလာခဲ့လိုက်လို့အသက်ချမ်းသာရသွားခဲ့ပါတယ်။ဒါပေမဲ့ brain wish ခံထားရတဲ့ရထားဝန်ထမ်းနေကြောင့်ထန်ဂျီရိုဟာဒဏ်ရာရသွားခဲ့ပါတယ်။အဲ့ဒီနောက်ဝန်ထမ်းကိုသတိမရလွတ်လိုက်ပြီးမိစ္ဆာကိုနှစ်ယောက်သားအတွင်းညီညီတက်ခိုက်ကနောက်ဆုံးမှာတော့မိစ္ဆာကြီးကိုအဆုံးသတ်နိုင်သွားခဲ့ပါတယ်။
ဒါပေမဲ့ယထာကြီးကမှောက်သွားခဲ့ပြီးအားလုံးကလည်းလွန်းထောက်ကဒဏ်ရာသွားခဲ့ပါတယ်အချိန်ကလည်းမိုးတောက်ခါနေဖြစ်နေပြီးအားလုံးကလည်းပြဿနာကိုဖြေရှင်းနိုင်ခဲ့လို့ဝမ်းသာနေကြခြင်းသူတို့အနားကိုအပောင်မွေးနံပါတ်3ရောက်လာခဲ့ပါတယ်ရောက်လာခြင်းပဲထန်ဂျီရိုစီပြေးသွားကတပ်ဖို့လုပ်ပြီးမဲ့ရန်ခိုကူရဲ့တားဆီးတာကိုခံလိုက်ရပါတယ်ဒဏ်ရာသွားခဲ့ပြီးမဲ့မျက်စိတမိတ်တွေပြောင်းကောင်းသွားတဲ့မိစ္ဆာကြီးကြောင့်ရန်ခိုကူလည်းသတိထားနေရပါတယ်မိစ္ဆာကရန်ကိုကူကိုသူတို့ရဲ့အဖွဲ့ထဲဝင်ဖို့တိုက်တွန်းနေခဲ့ပြီးရန်ကိုကူကသာမိစ္ဆာဖြစ်သွားခဲ့ရင်အခုတက်ပို့ပြီးတန်မာလာမဖြစ်ကြောင်းဆွဲဆောင်ပါတယ်လူသားတယောက်ရဲ့ခန္ဓာကိုယ်နဲ့အမြင့်ဆုံးအဆင့်စီကိုမရောက်နိုင်ကြောင်းပြောရင်ပိုပြီးစွမ်းအားကြီးရင်မိစ္ဆာဖြစ်မှရမယ်ဆိုပြီးပါရန်ကိုကူကလည်းအိုချင်းနာချင်းတည်ချင်းတွေဟာလူသားတွေရဲ့တဘာဝအလတ်တရားဖြစ်ပြီးဘလို့အကြောင်းပြချက်ပဲရှိနေပါသေးဘယ်တော့မှမိစ္ဆာတကောင်ဖြစ်လာမှာမဟုတ်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီနောက်မိစ္ဆာကလည်းဒါဆိုရင်တည်ရမယ်ဟုဆိုတာနှစ်ယောက်သားပြင်းပြင်းထန်ထန်တက်ခတ်လိုက်ပါတယ်သူတို့ရဲ့တိုက်ပွဲဟာထန်ဂျီရိုရဲ့မျက်လုံးထဲမှာတော့အယောင်တွေလက်နေတာကိုပဲတွေးနေရပြီးတိုက်ပွဲမှာတော့သူတို့ဝင်ပါလို့မရမယ်နားလည်သွားပါတယ်ဒီလိုနဲ့တိုက်ပွဲဟာပုံမကျန်းလာခဲ့ပြီးအချိန်တစ်ခုကြာလာတဲ့အမျှလူသားဖြစ်တဲ့ရန်ခိုကူဟာတက်လုံကျပြီးမောပန်းလာခဲ့ပါတယ်ဒါပေမဲ့ကာကွယ်ပေးရမယ့်လူတွေရှိနေတာကြောင့်အားကုန်နေရတော့လက်မလျှော့ပဲထက်တိုက်ပြန်ပါတယ်လက်ပြတ်သွားရင်တော့စက္ကန့်မကြာပြန်ကူးနိုင်နေတဲ့မိစ္ဆာကြောင့်ရန်ခိုကူလည်းတော်တော်လေးအခက်တွေ့နေပါတယ်ပျက်စီးနေတဲ့မျက်လုံးကျိုးနေတဲ့အယူတွေနဲ့ပြန်ကောင်းမလာနိုင်တော့တဲ့ကိုရွန်းကလီစာတွေကြောင့်နာကျင်နေပေမဲ့ဒီနေရာကလူတွေကိုကာကွယ်ဖို့လက်ကျန်စွမ်းအားတွေအကုန်ထုတ်သုံးကတက်ခတ်လိုက်ပါတယ်မိသက်ရှူချင်းရဲ့ကိုကွဲမြပုံစံနဲ့ပျက်စီးသောတည်ခြင်းတို့ရဲ့အားပြိုင်မှုမှာရန်ခိုကူအတွက်ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်မိစ္ဆာရဲ့လက်တစ်ချောင်းလုံးသူ့ရဲ့ရင်ဘတ်ထဲဖောက်ဝင်သွားတာတောင်ရန်သူကိုခေါင်းဖြတ်နိုင်ဖို့ကြိုးစားနေတဲ့ရန်ခိုကူကိုကြည့်ပြီးမိစ္ဆာကလည်းထိတ်လန့်သွားပါတယ်ဒါပေမဲ့မကြခင်လည်းနေရတော့မှဖြစ်တာကြောင့်ထွက်ပြေးဖို့လုပ်ပြီးမဲ့ခန္ဓာကိုယ်ထဲဖောက်ဝင်နေတဲ့လက်ကိုပြန်ဆွဲထုတ်မရဖြစ်နေပါတယ်ဒီလိုအခြေအနေမှာထန်ဂျီရိုနဲ့ဝါကောင်းတို့လည်းရောက်လာတာကြောင့်နောက်ဆုံးမှရွေးချယ်စရာမရှိတော့ပဲကိုယ့်လက်ကိုပြန်ဖြတ်ခါထွက်ပြေးဖို့လုပ်ပါတယ်အဲ့ဒီနောက်နေအောင်ရောက်လာတာကြောင့်လေပင်ထားတဲ့လက်နဲ့တောထဲကိုပြေးဝင်သွားပါတယ်ဒါပေမဲ့ထန်ဂျီရိုရောက်လာပြီးဓာတ်နဲ့ပြစ်လိုက်တာကြောင့်ရင်ဝါတက်တဲ့ကိုဆက်သွားခဲ့ပါတယ်ကြံခဲ့တဲ့ထန်ဂျီရိုကတော့မိစ္ဆာကိုထွက်မပြေးဖို့နဲ့ဘယ်နေရာကိုပဲရောက်လာတတ်မှဖြစ်ကြောင်းပြောလိုက်ပါတယ်ထန်ဂျီရိုဟာမိစ္ဆာပြောင်းသွားတဲ့အထိအော်ဟစ်နေခဲ့ရင်ဒီတိုက်ပွဲမှာရန်ခိုကူလုံးဝမရှုံးခဲ့ဘူးဆိုတာကိုလည်းအတည်ပြုလိုက်ပါတယ်အပောင်မွေးနံပါတ်3စီကနေအဖွဲ့သားတွေအားလုံးကိုကာကွယ်ပေးနိုင်ခဲ့တဲ့အပြင်ရင်မက်ပေါက်သွားခဲ့တာတောင်ထွက်မပြေးခဲ့တဲ့အတွက်မိစ္ဆာကသာတိုက်ပွဲမှာရှုံးနေခဲ့သူဖြစ်ပါတယ်အော်ဟစ်နေတဲ့ထန်ဂျီရိုကိုမကြည့်ရတဲ့ရန်ကိုကူဟာသူတို့အနားကိုခေါ်လာခဲ့ပြီးသူ့ရဲ့နောက်ဆုံးမှစကားကိုပြောလိုက်ပါတယ်ထန်ဂျီရိုသိချင်နေတဲ့မိနဲ့ဖျားအခနဲ့ပတ်သက်တာကိုသိချင်သူ့အိမ်ကိုရောက်အောင်သွားဖို့နဲ့သူ့ရဲ့ညီလေးနဲ့တွေ့တဲ့အခါမှာလည်းကိုဝါသနာပါတဲ့လမ်းကြောင်းကိုရွေးချယ်ဖို့မှာပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီနောက်အားနည်းချက်တွေရှိနေရင်တောင်ခေါင်းကိုမော့အသက်ရှင်ဖို့နဲ့သူဒီနေရာမှာတည်ခဲ့တာကိုအကြာကြီးဝမ်းနဲ့မနေဖို့မှာကြားလိုက်ပါတယ်ဟာရှီရိုတယောက်ဖြစ်တဲ့သူ့အတွက်မျိုးဆက်တွေကိုကာကွယ်ဖို့ဟာသူ့တာဝန်ဖြစ်ပြီးနောက်မျိုးဆက်တွေကိုအဆုံးရှုံးမခိုင်တော့ကြောင်းပြောကအပြုံးနဲ့တည်ဆုံသွားခဲ့ပါတယ်မတည်ခင်သူ့အတွေးထဲမှာတော့အမေကိုပြန်မြင်အောင်နေခဲ့ပြီးဟာရှီရိုတယောက်ရဲ့တာဝန်ကျေပြနိုင်ခဲ့တဲ့သူ့ကိုသူ့အမေကချီးကျူးနေပါတယ်အဲ့ဒီနောက်ထန်ဂျီရိုတို့တငယ်ချင်း3ယောက်လည်းရန်ခိုကူအတွက်ငိုကြွေးနေကြရဲ့ရန်ခိုကူရဲ့စကားတွေကိုနားထောင်ကရှေ့ဆက်ဘဝမှာဟာရှီရိုတယောက်ဖြစ်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်